ကိုတော်နဲ့ကရွှေတွေလှဲတွေနဲ့တင်ပြီးတော့ရွှေတင်းကားတွေအပြည့်ခင်းသစ်ပင်ကြီးတွေဆိုရင်ပြိဿနှစ်ပေပတ်လက်ရှိနှစ်ပေပတ်လက်ကိုတိုင်းထွာပြီးအဲ့ထဲမှာပုံထားပြီးအဲ့တော့မြို့ရဲ့အပြင်ဘက်မြို့တဲ့မနီမဝေဆုံးခံလို့လဲလွဲတဲ့မြို့တွေကအတန်လက်ကြောင်းကိုမကြားရဘူးအဲ့လိုနေရာမျိုးလေးကပြိဿဇေတမင်းသားရဲ့ဥယျာဉ်သွားတွေ့ဇေတမင်းသားဥယျာဉ်သွားတွေ့တော့ဇေတမင်းသားကလည်းပြိဿကောသလဘယင်နဲ့ညီကိုဗျာညီကိုဆိုကြတဲ့ကသူလည်းဘယ်ညံ့စိတ်ဆင်းရဲလို့ပြိဿစိတ်ညစ်စရာကြီးလို့အဲ့ဒီဥယျာဉ်နဲ့သွားရင်စိတ်ညစ်တာတွေပြေသွားတာတဲ့သူကအဲ့ကြောင့်ဥယျာဉ်လေးကိုတတစိတ်ညစ်ဥယျာဉ်လေးသွားနေအဲ့ဒီမင်းသားနဲ့သွားတွေ့ဖယားကြိုက်တဲ့နေရာမျိုးလေးဖြစ်နေလို့မင်းသားတဲ့ဒီဥယျာဉ်လေးများရောင်းဖို့အစီအစဉ်မရှိဘူးလားပေါ့ရောင်းဖို့အစီအစဉ်မရှိဘူးလားဆိုတော့ရွှေဒင်းကအပြည့်ခင်းပေးရင်သဘောပေါက်ပြီမပြောနဲ့သဘောပေါက်ပြီမပြောနဲ့ဆိုပြီးတော့နာတပင်တတိကအိမ်မှာဂိုတော်နဲ့ကရွှေတွေလှဲတွေနဲ့တင်ပြီးတော့ရွှေဒင်းကားတွေအပြည့်ခင်းသစ်ပင်ကြီးတွေဆိုရင်ပြိဿနှစ်ပေပတ်လက်ရှိနှစ်ပေပတ်လက်ကိုတိုင်းထွာပြီးအဲ့ထဲမှာပုံထားပြီးအဲ့တော့မင်းသားကမေခဏဒါဘာလုပ်တာခမည်းပဲရွှေဒင်းကပြည့်ခင်းပေးရင်ဆိုတော့ရောက်မယ်လို့ပြောမှလေရွှေဒင်းကအပြည့်ခင်းပေးရင်တောင်မှမရောက်နိုင်ဘူးလို့ကြုံပြောချင်တာအဲ့လိုစကားနှမျိုးမပြောနဲ့ခမည်းကရွှေဒင်းကပြည့်ခင်းပေးရင်ဆိုကြတဲ့ကနောက်ကရောက်မယ်ဆိုတဲ့အဓိပ္ပာယ်ပဲအဲ့ဒီမှာအမှုဖြစ်ကြတာတယ်ဗျာဟုတ်လားမြေမှုပေါ့နော်ခုခေတ်မှာမဟုတ်ဘူးဘရလက်ထက်ကလည်းရှိတယ်ဒါတွေကလေအဲ့ဒီမှုဖြစ်ကြတော့ရုံရောက်သွားတော့ပြည့်တယ်ဘလို့တော့မသိဘူးပေါ့ဗျာအနာတပိတထေးကနိုင်သွားအဲ့ဒါပြည့်တယ်ပြည့်ခင်းလိုက်ရတာ18ဂဒေတဲ့အဲ့ဒီခင်းထားတဲ့နဲ့ပေးလိုက်ရနောက်တကကြောင်းဆောက်လိုက်တာက18ဂဒေတဲ့ဟုတ်ပြီလားကျောင်းကြီးကလည်းခန်းခန်းနားနား18ဂဒေကုန်ကြခံပြီးတိဆောက်တဲ့ကျောင်းဆိုတော့အံဩပနန်းကြီးပေါ့အဲ့ဒီခေတ်အဲ့ဒီခါအဲ့ဒီမှာပြည့်တယ်ဇေတမင်းသားကတွေးတယ်ဟာဒီတထေးဒီလောက်ဆောက်မြို့ထဲမှာလည်းမြို့ရဲ့မျက်နှာဖုံးအတွေးခေါ်လဲကောင်းဒီလိုကျောင်းကြီးဆောက်ကြတဲ့ကလှူမယ်တမ်းမယ်ဆိုတော့အံ့ဩစရာကြီးဒီကျောင်းမှာလာနေတဲ့ပုဂ္ဂိုလ်လဲတာမန်ပုဂ္ဂိုလ်မဖြစ်နိုင်နောက်တစ်ချိန်မှာတဲ့ဒီလိုသာသနာသမိုင်းမျိုးတဲ့ငါမပါလိုက်ရရင်နာတော့မယ်ဆိုပြီးတော့18ဂရေခင်းပြီးခင်းဖို့ကြံခဲ့တဲ့နေရာလေးစကားများပြီးကြံတဲ့နေရာရှိသေးတယ်မလားအဲ့ဒီနာကိုတထေးကမင်းသားကမယောင်းဘူးပြောတာကျုပ်မယောင်းလဲမယောင်းတော့ဘူးဗျာတဲ့ကျုပ်လဲကုသိုလ်လေးပါခွင့်ပေးပါဒီနာလေးမုတ်ဦးဆောက်မယ်ပေါ့ဆောက်ပါဗျာဆိုပြီးတော့အဲ့မှာဇေတာမင်းသားကမုတ်ဦးဆောက်တယ်ပြီးတော့အဲ့ဒီကျောင်းကြီးကပီးထိုးချဇေတဝန်ကျောင်းလို့လုပ်တာဗျာဟုတ်လားကျောင်းဆောက်တာကဘယ်သူကဆောက်တယ်နာရပင်ကဆောက်ကျောင်းနာမည်တက်တော့ဘယ်သူကတက်ဇေတာမင်းသားကတက်သွားတာဟုတ်လားအခုလည်းဒီဗိမာန်ကြီးဘယ်သူတွေဆောက်ဥက္ကမောင်တင်းတို့ဘယ်သူတွေတို့ဒကမာကြီးနာမည်မပါဘူးဒကာကြီးအပိုင်စည်းသွားတယ်နော်ဇေတာမင်းသားလိုပဲသူလည်းပဲဇေတာမင်းသားကလည်းဒီတိုင်းပဲမုတ်ဦးလေးတွေလှူပြီးသူ့နာမည်ကြီးတိုက်ထားတယ်အခုလည်းဒီဗိမာန်ကြီးဥက္ကမောင်တင်းဗိမာန်တိုက်ဆိုင်သွားတာပြောတာပါနော်အဲ့ဒီမှာပြိဿကျောင်းနာရပင်တတိရဲ့စိတ်ထားကလည်းကောင်းလိုက်ဟာငါစောက်ထားတဲ့ကြောင့်မင်းနဲ့မကြည့်လာမတတ်နဲ့မပြောဒီမဟုတ်တော့ငါလည်းလှူနေတယ်ဖြုတ်ဒီလိုမလုပ်ဘူးသူပါနိုင်တဲ့လောက်ပါပါစေသူလှူခြင်းတဲ့လောက်လှူပါစေငါလှူရဖို့ရည်ကြည့်တယ်သူတတ်ခြင်းတယ်လို့တာဟုတ်လားဒီထဲမှာဖယားချမ်းချမ်းသာသာနေရရင်ပြီးတာပဲနာတပိတတိရဲ့စိတ်ထားတက္ကမကြီးနဲ့တူတူပဲဟုတ်လားတက္ကမကြီးမြောက်ပေးလာဦးမယ်အဲ့ဒါလေသိပြီးတော့ကောင်းတာပြောတာနော်အဲ့ဒီမှာပြိဿမြတ်စွာဘုရားကကြွလာပြီးတော့ရေသက်ချတဲ့ကကြောင်းကြီးကိုရေသက်ချတော့သုံးတာက18ဂရေတဲ့18 3လီဆိုတော့ဘယ်လောက်ဖြစ်သွားတော့50နဲ့4ဂရေကုန်ကြခံပြီးတော့သာသနာတော်ကိုလှူတာဗျာမြတ်စွာဘုရားနဲ့အနာတပိတတိဆွေမျိုးလည်းမတော်ဘူးဟုတ်လားနောက်တခါမင်းကြီးမင်းသားချင်းလည်းမဟုတ်ဘူးဘာမှဆွေမတော်မျိုးမတော်ပဲနဲ့လှူရဲတဲ့တတ္တိဟာဖယားရဲ့ပြိဿဂုံကြောင်းဟုတ်ပြီနော်ပြောချင်တာကဒီနေရာမှာပြိဿကျောင်းတက2ဦးပေါ်သွားပြီနော်ရာဇကြိုတထေးကျောင်းဆောက်တယ်
ဘာရည်ရွယ်ချက်နဲ့စောက်တဲ့ရဟန်းတော်များရဲ့နှလုံးသားကတရားနဲ့ရထားတဲ့တရားနဲ့နေရာနဲ့မလိုက်ဖက်လို့လိုက်ဖက်အောင်မလုပ်ပြကြလို့လုပ်ပေးခြင်းတာအခုနာတပင်တထေးကျောင်းဆောက်တာကသူ့ကိုအပေတကားပိတ်အောင်လုပ်ပေးတဲ့ဖယားမို့ဖယားကိုကျေးဇူးတင်လို့ကျေးဇူးဆက်ချင်တာတနည်းပြောရင်တော့သူ့ဟောတဲ့တရားမျိုးကိုအများဟောပြီးတော့အများလဲချမ်းသာစေချင်တာအတွေးလေးတွေပြောတာပါဟုတ်လားကျောင်းဆောက်အတွေးကောင်းသူတို့ရဲ့ကျောင်းအလှလေးတွေပြောတာနော်